ကဲမင်္ဂလာပါဗျကျွန်တော်တို့မြန်မာပြည်က off-road ချစ်သူတွေပြီးတော့မြို့ထဲမှာလည်း style ကြစီးခြင်းနဲ့ခရီးကိုလည်းထွက်ခြင်းတဲ့သူတွေသူတို့အကြိုက်ဆုံးဆိုင်ကဘာဖြစ်မလဲဖြစ်ရတော့ Hero H-Back ပါအခုလူပြောအများဆုံးဖြစ်နေတဲ့ Hero H-Back 210အသစ်ကြီးအကြောင်းပြောပြပေးတော့မှာပါအရင် H-Back 200ထက်ဘာတွေပုံမိုက်လာလဲကျွန်တော်မြန်မာပြည်ကလမ်းတွေနဲ့ဘယ်လောက်ကညီမလဲဆိုတာဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ကြရအောင်ဟုတ်ကဲ့ပထမဆုံးအပြောင်းလဲကြီးကတော့ engine ပါပဲအရင်လို4 race နဲ့မဟုတ်တော့210cc GOHC စနစ်နဲ့ဘားလေးခု liquid cool engine ကြီးထည့်ပေးလိုက်ပါပြီ။ရင်းကောင်ရင် 24.6 horsepower နဲ့ torque က 20.9 Newton meter ထွက်တယ်။ရင်ကတက်ခွန်အားပိုကောင်းလာတာပေါ့။အားရစရာအကောင်းဆုံးကတော့ 6-speed gear ပေါက်ပါလာတာရယ် assistant slipper clutch ပါလာတာရယ်ပါပဲ။ခီးဝေးတော့ရှောက်မောင်းမလား၊ချွတ်ဘတ်ထဲမှာယုံမလား။ gear ချက်တွေကပုံညစ်ပြီး engine ကလည်းအရင်လိုပူကျက်မလာတော့ဘူး။မြန်မာပြည်ကနေဝေးလမ်းတွေမှာဇိမ်နဲ့ဆွဲုံပဲပေါ့နောက်တစ်ခုကခီးတွိုင်းရင်ခါမနာခြင်းနဲ့ကိုကိုရီအတွက် suspension မိုင်းမှာချစ်ဘော့က 110mm travel ရှိပြီးတော့နောက်က mono shock ကလည်း10စင်းအောင်ချိန်ကြည့်လို့ရပြီးတော့ 205mm travel ရှိပါတယ်ဘယ်တွေကလည်း820လက်မှနောက်18လက်မှ smoke wave နေပဲဆိုတော့ကျွန်တော်တို့မြန်မာပြည်ကရန်ကုန်မန္တလေးလမ်းအောင်လို့ဂျိုင်းခွက်ထူတဲ့လမ်းတွေပဲဖြစ်ဖြစ်ကလော့တောင်ကြီးဘက်ကတောင်တက်လမ်းတွေပဲဖြစ်ဖြစ်လမ်းကျန်းတွေကိုစကားတင်ကြော်ဖြတ်သွားနိုင်မှာပါ ground clearance ကလည်း 220mm အောင်ရှိရဆိုတော့လမ်းလေကကြောက်ခဲတွေစိုးရတဲ့ဂျိုင်းခွက်တွေနဲ့အောက်ပိုင်းနဲ့ညှိမှာကိုလုံးဝပူကြမလို့တော့ပြီးတော့ရုပ်ထွက်ပိုင်းကိုကြည့်အောင်သူကအရင် model တဲ့ဆိုင်ရင်စီတိုင်ကြီးအဟန့်ပိုကြီးလာပြီးတော့အကောင်ပိုထားလာမယ်ဘေးကနေရုပ်တရက်ကြည့်လိုက်ရင် CF 250နဲ့တော့မားနိုင်ပါတယ်နောက်ထပ် 4.2 လက်မှ TFT display ပါလာပြီးတော့ Bluetooth ကနေဖုန်းနဲ့ချိန်ပြီး GPS လမ်းညွှန်ကြည့်လို့ရမယ်။ Call နဲ့ SMS alert တွေပြပေးမယ်။ အနေကင်းမှုအတွက် Dual Channel ABS ပါလာပြီးတော့ ABS mode 3မျိုးဖြစ်တဲ့ Road Off Road နဲ့ Rolly Down ပြောင်းစီလို့ရတယ်ဆိုတော့စီးရ safety ပြပါပဲ။ကဲညီကုန်းချုပ်ပြောရရင်တော့ Hero H-Back 210ကအရင်ထက် engine ရောနည်းပညာပိုဆုံးပိုကျန်းလာပြီလို့ပြောလို့ရပါတယ်။မာဗီရဲ့လမ်းအခြေအနေမျိုးအတွက်အလိုက်ပတ်ဆုံးကျွဲစော့ဘရင်တစ်ပါးဖြစ်လာအောင်မှသိကြပါတယ်။ဒီအောင်အနေနဲ့2အောင်ထွက်ရှိထားပြီးတော့သူ့အတန်းမှာဆိုရင် KLH 230ကလည်းရွေးချယ်စရာထိုးပါပဲ။ H-Back 210ကမြန်မာပြည်ရောက်ကိုမှ120ကျော်ပဲကျတင်မှာပါ။ဒီကိုတို့ရောဒီကောင်ကြီးပြည်တွင်းကိုရောက်လာရင်ဘယ်လောက်ထိပေါက်သွားမလဲ။ကို့အမြင်တွေကိုအောက်ကကွန်းမှကြည့်ခဲ့ပြီးတော့ဗီဒီယိုလေးသဘောကျရင် like and subscribe လုပ်ဖို့မမေ့နဲ့ဦးဗျ။နောက်ထပ်ပုံမိုက်တဲ့ bike review တွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးပဲ ride safe ပါဗျ။ Bye bye